Hello မင်္ဂလာပါဒီနေ့လေးရတော့ခြံထွက် organic အသီးလေးတွေကိုသုံးပြီးတော့ခင်းချင်းတီးနဲ့ပြီးချက်ချင်းမှာဖြစ်ပါတယ်ချင်းတီးလေးရတော့တရားနဲ့တရားမတူပဲဖွင့်ပြမှုရှိနေပါတယ်ရှင်ဝါဒနာရချက်ပြတာဖြစ်တဲ့အတွက်ကြောင့်အမပါရင်အပြုတော်ဆောင်ပြီးချစ်ရှုပြီးမိသားရခင်ပါတယ်ရှင်ဒါလေးကရည်စီးပြီးတက်ခင်းချင်းတီးလေးတွေပါသူ့လေးဒီတိုင်းချက်တာထဲမိဖုတ်ပြီးမှချက်တာကပိုပြီးကျန်နေတက်တာဖြစ်တဲ့အတွက်ကြောင့်သူ့ FIR လေးနဲ့မိအင်းဖုတ်ပါမယ်မိဖုတ်လိုက်လို့ရှိရင်အနက်လေးကတင်းတင်းလေးနဲ့မှုမှုလေးနဲ့တမျိုးပို့ပြီးတော့ဆွဲဆောင်မှုရှိစီပါတယ်ကျမရဲ့အားကိုးရတဲ့သားလေးကကျမကိုဝိုင်းကူပြီးတော့လုပ်ပေးနေပါတယ်ရှင်သားလေးကတော့မမေးပါပဲလို့အနာအနေနဲ့လုပ်ရမှာပါလေးကချုံမှုတ်လေးပေါ့အခုမိအင်းလေးနဲ့ဆက်ပြီးတော့ဖုတ်ပါမယ်ဒီနေ့ထိုင်လေးရပြီဆိုလို့ရှိရင်ချက်ပါပြီချက်ပြီးလို့ရှိရင်ခဏလေးအေးခံပြီးတော့အခွန်လေးကိုခွာထုတ်လိုက်ပါမယ်ကဲစီလေးတက်ပါပြီပိုပြီးထားခန့်ခြင်းတော့စီလေးနဲ့မြင်မြသုံးလေးပါနော်ဒါလေးတွေကပေါင်းပစ္စည်းတွေပါကလုံးကခြံထွက် organic စီပူလာရင်စနွေးလေးထည့်လိုက်ပါမယ်စနွေးလေးထည့်လိုက်ပြီးလို့ရှိရင်ပပလီရတဲ့ချက်သွန်နီချက်သွန်ဖြူတွေကိုအရင်စီတက်ပါမယ်ချက်သွန်လေးတွေအနက်တင်လာပြီဆိုလို့ရှိရင်ပစံကြောင်းနဲ့ငပိလေးကိုရောပြီးထောင်းထည့်ထားတဲ့ဟာကိုထည့်ပါမယ်အဲ့ဒီမှာအယောင်လေးရလှရအောင်အယောင်တင်မှုနေနေထည့်ပါမယ်ကိုကအဆက်စားနိုင်နေဆိုလို့ရှိရင်အဆက်လေးပို့ထည့်လို့ရပါတယ်နော်ဒါလေးကနှွားထားပြီးသားအခွန်ထုတ်ထားပြီးသားခရင်ချင်းဒီမိဖုတ်လေးရောထည့်လိုက်ပါမယ်။အရသာအတွက်ကတော့စားချိုမောက်ချက်တာမို့လေးသုံးထားပေးပါတယ်။ငပိချက်ဆိုတဲ့အတိုင်းငပိလေးကိုနည်းနည်းများများလေးသုံးထားပါတယ်ရှင်။ဒါလေးကရေခမ်းပြီးစီပြန်လာတဲ့ချင်းဒီအနေထားလေးပါ။ပြီးလို့ရှိရင်နည်းနည်းပင်လေးအုပ်လိုက်လို့ရှိရင်အနံ့ရတန်နဲ့ပြီးစုံနဲ့ခရင်ချင်းဒီငပိချက်လေးရပါပြီရှင်။